โอเคကျွန်တော်လက်ရှိမှာကကြတော့ကျွန်တော် Vivo ကအမြင့်ပြီးလို့တော့အမြင့်ထွက်လာပြီအဲ့ကောင်ကကြတော့ driver အနှိမ့်နဲ့ဒီလိုမာတွေကကြတော့ driver အနှိမ့်နဲ့လုံးဝအဆင်မပြေဘူးလို့ပြောထားတယ်ကျွန်တော် driver အမြင့်ကမဖြစ်မနေတေးရမှာအဲ့အချိန်မှာကျွန်တော်ပြဿနာကပါလဲဆိုတော့ driver အနှိမ့်တွေကိုတချို့ကြတော့ဘယ်လို uninstall လုပ်ရမလဲမသိတဲ့လူလည်းရှိတယ်နောက်တစ်ခါကျတော့ driver အမြင့်ကကြတော့ driver အမြင့်ကကြတော့ကိုယ့်ထဲရောက်ပြီလားမရောက်ဘူးလား driver အမြင့်ရှိတ်ပြီလားအဲ့ဒါကြီးလည်းမသိတဲ့လူရှိတယ်ဆိုတော့ကျွန်တော်က driver အနှိမ့်တွေ uninstall လုပ်တဲ့နည်းတွေရယ်နောက်ပြီးတော့ driver အမြင့်တွေကိုတင်ပြီးွားရင်ကျွန်တော် driver အမြင့်ကကိုယ့်ထဲရောက်ပြီလားမရောက်ဘူးဆိုလားဆိုတာအဲ့အတွက်ကိုကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်အကုန်ပြောပြပေးမယ်အရင်ဆုံးကျွန်တော်ကဘာကိုသုံးလဲဆိုတော့စားပစ်သမားတယောက်ဆိုရင်ကျွန်တော် one air trigger မဖြစ်မနေကျွန်တော်သုံးမှအဆင်ပြေမယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ကောင်ကကြတော့ advanced option ကိုကျွန်တော်ဒီ driver signal feature ကိုဖွင့်ဖို့အတွက်သုံးတာအဲ့ကောင်ကကျွန်တော် BOD boot လို့တော့ boot လို့ရေးလိုက် boot လို့ရေးသွားရင်မှာ boot option ဆိုတာရှိတယ် boot option မှာ always show advanced boot option အမှန်ကြီးရှစ်ပြီးသွားရင် restart လုပ်တာနဲ့ F7 ခလုတ်ကိုနှိပ်ပြီးလိုက်ရင်အဆင်ပြေပြီเนาะဒီကရင် restart လုပ် F7 ပြီးသွားရင်နောက်တစ်ခုကကြတော့ကျွန်တော် Windows Defender တွေကိုပိတ်ထားပေးဖို့လိုတယ် Windows Defender ကိုကျွန်တော်သွားပိတ်ထားပေးဖို့လိုတယ်ဖွင့်ရင်ပိတ်ပေးလိုက်ပါเนาะပိတ်ပြီးသွားရင်ကျွန်တော်တို့လက်ရှိ old driver ကိုကျွန်တော် uninstall လုပ်မယ် old driver uninstall လုပ်မယ်ကျွန်တော်တို့လက်ရှိ driver version ကိုဆက်ကြည့်လိုက်အဲ့မှာကျွန်တော်က right click ကနေပြီးတော့ property ကိုသွားလိုက်ပြီးတော့ driver ကိုဆက်ကြည့်လိုက်ရင်ကျွန်တော်301504ဆိုပြီးဖြစ်နေတယ်အဲ့မှာဗာလဲဆိုတော့အမှာတလပိုင်း22ရက်2016ကပေါ့နော်2016ကဒါ old driver ဖြစ်တယ်အဲ့ကြောင့်ကျွန်တော်အနည်းဆုံးတော့ကျွန်တော်က2023 2024အဲ့လောက် driver ကြီးမှာကျွန်တော်လက်ရှိမှာအဆင်ပြေပါသူတို့ပေးထားတဲ့ driver ကကြတော့ဒီ Oppo USB driver ဆိုတဲ့ဟာလीအဲ့ဒါကျွန်တော်ဒီ hotel ထဲမှာသွား download ရတယ်ကျွန်တော် website မှာကျွန်တော်အခုတင်ပေးထားပြီပေါ့နော်နော်@.org မှာကျွန်တော်တင်ပေးထားပြီအဲ့မှာကျွန်တော်တို့ဒီမှာ driver တွေသွားလိုက် driver တွေသွားပြီးတော့ဒီမှာ Oppo USB driver 4016ဆိုပြီးအဲ့ကောင်လေးရှိမယ်ပြီးသွားရင်ကျွန်တော်အနှိမ့်driver အနှိမ့်နေ uninstall လုပ်မှာ uninstall လုပ်မယ်ဆိုတော့ကျွန်တော်ချက်ကြည့်လိုက်အဲ့ထဲမှာကျွန်တော်တို့ဒီမှာ view ဆိုတဲ့ဟာလေးရှိတယ် view ဆိုတဲ့ဒီမှာလေးရှိမယ် view ဆိုတဲ့ဟာလေးရှိမယ်အဲ့ view ဆိုတဲ့ဟာလေးထဲမှာကျွန်တော်တို့ဒီမှာ show hidden device ဆိုတဲ့ show hidden device ဆိုတဲ့ဟာလေးကျွန်တော်တို့ကတစ်ချက်လောက်ကိုတင်လုပ်လိုက်အဲ့မှာကျွန်တော်ဒီမှာ driver တွေရှိတယ် MTK driver ရှိနေတယ် comport လေးပါပေါ့နော်အဲ့ဒါကြီးကျွန်တော် uninstall အကုန်လုံးကွန် driver လေးလည်းကျွန်တော် uninstall လုပ်လိုက်တော့မယ်အကုန်လုံးဘာလို့ဆိုတော့အဲ့ driver မှာကျွန်တော် MTK ရောကွန်နှစ်ခုလုံးပါပြီးသားပဲဆိုတော့နောက်ပြီးတော့ကျွန်တော် USB series ရဲ့ device တွေရောကျွန်တော် uninstall လုပ်မယ်သူက driver MTK driver ကျတော့ MTK driver မရှိရင် USB series ရဲ့ပေါ့ auto သွားတယ်ဒါတော့မှကျွန်တော်တို့ဝင်လိုက်ရင်သွားနေဦးမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ပြီးွားရတယ်ကျွန်တော်တို့ကဒီကောင်လေးကိုကျွန်တော် install တက်โอเคကျွန်တော် restart လုပ်ခိုင်းတယ်ကျွန်တော် restart လုပ်ပေးလိုက်မယ်အဲ့ဒါကျွန်တော် F7 ခလုတ်နှိပ်မယ်နော် F7 ခလုတ်နှိပ်လိုက်ရင် driver ကျွန်တော်တို့က signal feature auto ဖွင့်ပြီးသားပါနော်โอเคကျွန်တော် Windows Defender ပြန်ပိတ်မယ်ပ
ပြီးသွားရင်ကျွန်တော် driver တွေရှက်စစ်ကြည့်ဘယ်လိုလုပ်ပြီလားမလုပ်ဘူးလားဟုတ်မိုက်ဝါဒီအရာကလစ်တီဘူး โอเคကျွန်တော်ဒီကောင်လေးကိုရှက်လောက် driver property ကနေကိုရှက်သွားကြည့်လိုက်ဟော property မရဘူးတော့ပြုတ်သွားdriver အနေနဲ့မြန် property ထဲမှာ driver တွေကိုရှက်သွားလိုက်ရင်ကျွန်တော်ဒီမှာဆိုရင်301512ဆိုပြီးဖြစ်သွားပြီအဲ့မှာကျွန်တော်ကဒိတ်ကကြတော့တစ်လပိုင်း4ရက်2023ဆိုတော့အဲ့လောက်ဆိုရင်တော့ကျွန်တော်အဆင်ပြေပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ driver တွေ install လုပ်တဲ့နည်းရယ်ကျွန်တော်တို့ install တင်တဲ့နည်းရယ်ကျွန်တော် driver တွေကျွန်တော်ခုဘာချင်းကိုပြန်ကြည့်ရနည်းရယ်ပေါ့1512ကတော့ကျွန်တော်တင်တဲ့ထဲမှာလက်ရှိမှာတော့အမြင့်ဆုံးပဲသူတို့ပြောထားတဲ့401.6ဆိုတော့ကျတော့အဲ့ဒါကျတော့ကျွန်တော် stat ဘာချင်းဖြစ်နိုင်တယ် driver ဘာချင်းတော့မဟုတ်တော့ okay အဲ့ driver နဲ့စမ်းကြည့်ပေါ့နော်